สวัสดีทุกๆคนเรามาเจอกันอีกแล้วนะโอเคဒီနေ့ကကြတော့ဆရသွားမယ်ပေါ့နော်မြန်မာစာမှာဆိုရင်တနဲ့ပြောတဲ့ဟာတွေဆိုရင်ထိုင်းတို့ရှမ်းတို့မှာကသူကစအတန်နဲ့သွားတယ်ပေါ့နော်အဲကြောင့်မလို့တရအတန်ဆိုရင်သူတို့ကဆရအဲ့လိုမျိုးပြောတာပေါ့နော်ဒီဆရမှာဆိုလို့ရှိရင်32လုံးရှိတယ်ပေါ့နော်ပြီးလို့ရှိရင်အတန်တိုနဲ့အတန်ရှည်ဆိုပြီးတော့2မျိုးရှိပါတယ်အဲ့တော့ပထမဆုံးတစ်လုံးဆိုရင်ဆရဆရဆိုရင်သူကမြန်မာလိုဆိုရင်နဲ့အနီးဆက်ဆုံးစင်တယ်ပေါ့နော်စင်ုံပဲစင်တာနော်တစ်ထပ်တဲ့အတန်မတူပါဘူးသူရဲ့အတန်ရှည်ကဆလအာသူဆိုရင်ရေးချအတန်နဲ့အနီးဆက်ဆုံးတွားမှတ်လို့ရပါတယ်နောက်တစ်ခုကျတော့ဆလအဆိုရင်သူကမြန်မာစာဆိုရင်အပေါ်မှာလုံးကြီးတင်လေးထည့်ထားတာနဲ့တူတယ်လုံးကြီးတင်ပုံစံလေးနဲ့တူတယ်အဲ့တော့ဆလဘေးမှာအတက်ကလေးပိုင်ကျတော့ဆလသူကလုံးကြီးတင်ဆန်ခတ်နဲ့အနီးဆက်ဆုံးသွားတူမယ်ပေါ့နော်နောက်တစ်ခုကျတော့ဆလဥဆိုရင်မြန်မာလိုတချောင်းငင်နဲ့အနီးဆက်ဆုံးတူပါတယ်သူရဲ့ရေးတဲ့ပုံစံလေးကလည်းတချောင်းငင်လိုလေးပါပဲနောက်တစ်ခါသူရဲ့တန်ရှည်ကဆလဥသူကျတော့နှစ်ချောင်းငင်နဲ့အနီးဆုံးတူတယ်နောက်တစ်ခုကျတော့ဆလအိုဆိုလို့ရှိရင်သူကဘာနဲ့တူလဲဆိုတော့လုံးကြီးတင်တစ်ချောင်းငင်အောက်ကမြင့်နဲ့အနီးဆက်ဆုံးတူမယ်ပေါ့နော်သူရဲ့တန်ရှည်ကဆလအိုလုံးကြီးတင်တစ်ချောင်းငင်ဝတ်စနှလုံးပေါင်းနဲ့အနီးဆက်ဆုံးတူပါတယ်โอเคဒီနေ့တော့ကတော့ဒီလောက်ပဲအရင်မှတ်ကြည့်ပါမယ်ဘိုင်